Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဘိန်းလေးတစ်စင်ပေးမယ်ပေါ့နော်အဲကောင်ကဘယ်လိုမျိုးစင်ပါလဲဆိုတော့ဒီ frame phone နဲ့ handle နဲ့ကိုချိန်ပြီးတော့ဒီဘက်ကဒီကောင်ကိုပြောင်းမယ်ပေါ့နော်ပြောင်းပြအောင်ဖြစ်ပါတယ်ဆိုတော့ let's go ဆိုတော့ကျွန်တော်ဒီဒစည်းလုံးကိုဖြုတ်လဲဖို့အတွက်ဆိုတော့ကျွန်တော်ဒီဒစည်းလုံးကိုဖြုတ်ဟိုဘက်ဒီဘက်ဖြုတ်လဲဖို့အတွက်လိုတဲ့2တွေကတော့ဒီ3မျိုးပဲလိုရယ်ဒါလေးကတော့ကျွန်တော် air key ပေါ့နော်ဒီကောင်ကကျတော့ကျွန်တော်ဒီ chain ဖြတ်တဲ့ကောင် chain ဖြတ်တဲ့ကောင်ကလည်းပြီးသွားလို့ချင်းမလိုတော့ဘူးဘာလို့ဆိုတော့ဒီကောင်ကိုကျွန်တော် chain set ထည့်ပြီးမှမဟုတ်ဘူးလောတယ် chain set မပါဘူးဒီကောင်ကကြတော့ကျွန်တော်တို့ပြီးဝင်ပြမယ်ပေါ့နော်ဒါပဲဘာလေးလဲဆိုတော့အဲ့တုံးမျိုးပဲလိုတယ်โอเคအဲ့စားလိုက်ရပထမဆုံးကျွန်တော်ရှေ့ကိုပြုတ်မယ်โอเคဒါလေး quick လေးကိုရှော့လိုက်မယ်နော်โอเคဒါလေးကိုကျွန်တော်နောက်ကိုပြုတ်မယ်ဒါလေး quick နေမယ်နော်ရင်းရနေကောင်လေးပြီးရင်ကျွန်တော်တို့ဒီကောင်ကိုပြုတ်မယ်နော်နောက်ဘောကိုပြုတ်မယ်ကျွန်တော်နောက်တစ်ဆင့်ကကြတော့ဒီ stand နဲ့ handle နဲ့တွဲရက်ကိုဖြုတ်မယ်ပေါ့နော်အဲ့ဒါ fall လိုက်ကြည့်ပါအဲ့ဆိုပြီးလို့ချင်းကျွန်တော်ဒီကောင် chain ဖြတ်မယ် chain ဖြတ်တဲ့ tool လေးတွေကြတော့လေဟိုဘယ်လိုပြောမလဲနည်းနည်းလေးအမျိုးအစားနည်းနည်းလေးကောင်းတဲ့တဲကဝင်ရတယ်ဒီကောင်လေးဆိုလက်ရှိပေါက်စီ2000 3000လောက်ပဲရှိမှတင်တယ်အဲ့ဒီအနေထားလောက်ကိုပဲသုံးပေါ့နော်အဲ့ကနည်းနည်းဈေးတက်တာမသုံးနဲ့ဘာလို့လဲဆိုတော့ရေရှည်လုံးဝမကောင်းဘူးကျွန်တော်သုံးပြီးပါပြီဆိုတော့ဒီကောင်ဆို2 free တစ်စိတ်ပေါ့နော်ဒီကောင်လေးဆိုမစိုးဘူးကျွန်တော်လည်းတော်တော်များများဒီတစ်စိတ်ပဲဝယ်ရတယ်ဘာလို့ဆိုတော့ဟိုဘာချက်လဲတက်တာတယ်ကျွန်တော်တို့လိုဆိုင်သမားတောင်အဆင်ပြေတဲ့အနေထားတခုမှခဏတာဖြုံမဲ့လူတွေအတွက်ကတော့ပို့ပြီးတော့အဆင်ပြေနိုင်တယ်အဲ့လေးပြောတာပါโอเคအဲ့ဒါဆို chain ပြုတ်ပြီးသွားပြီဒီမှာကျွန်တော်တို့ဒီ trailer ဖြုတ်မယ်နော်โอเคဒီမှာဒီမှာပါတယ်ကျွန်တော်တို့ဒီကကျိုးပါတစ်ခါလေးဖြုတ်လိုက်ကျွန်တော်မေးကြံသွားတဲ့ပစ္စည်းလေးကတော့ပလာရပါကျွန်တော်ဒီကျိုးသီးလေးတွေမှာပိတ်ထားတဲ့အားလေးတွေသုံးဖို့ဖြစ်ပါတယ်โอเคအဲ့ဒါကျိုးသီးပြုတ်သွားပြီပေါ့နော်အဲ့ကောင်ဘာလို့သုံးလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီထိတ်လေးတွေကဖွာတတ်တယ်ဟိုကျွန်တော်တို့တကူကူနဲ့ထီမီတွေဖြစ်စီဟိုညိသွားရင်ဖြစ်စီဒီကောင်လေးတွေကဖွာထွက်နေပါတော့ဖွာထွက်လို့ရှိရင်ကျိုးခဏခဏလဲရတယ်အဲ့တော့ကျွန်တော်တို့ခုနကဟာလေးကိုပိတ်ထားတာဖြစ်တယ်ဒီကောင်လေးလက်လေးနဲ့ဖိထားပေးပါဘာလို့ဖိထားရလဲဆိုတော့အထက်ကစပလင်လေးကျိုးသွားမှာဆိုလို့ပါโอเคဒီဒါတော့ရပါโอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုလက်ကင်ကြီးတစ်ခုလုံးကိုဖြုတ်ချလိုက်လို့ရပါတယ်ကျွန်တော်ပြီးသွားလို့ရှိရင်ဒီကပတ်ကွင်းကိုဖြုတ်မယ်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ခုနကဟိုတစ်တီးလေးကျွန်တော်တခုပြတဲ့တစ်တီးလေးတခုပေါ့နော်အဲ့ကောင်ကဘာမှလိုရလဲဆိုတော့ဒီမှလိုရအဲ့နေရာမှာလိုတဲ့ဒီကောင်လေးဖြစ်ပါတယ်ဒီကောင်လေးကိုဒီလေးထည့်မယ်ဒါမျိုးလေးထည့်အောင်လေးကိုလှည့်မယ်ဒီနက်လေးနှလုံးကတော့အမြဲပြန်စစ်ပေးနော်ဘာလို့လဲဆိုတော့တချို့တွေမှာဒီနက်တွေကအရန်ချောင်နေတဲ့ခါကြလို့ရှိရင်ကျွန်တော်ဒီအထက်က line လေးကီး line လေးတွေချော်သွားလို့ရှိရင်အဲ့ crank ကသုံးရတာအဆင်မပြေတော့ဘူးเนาะခဏပြန်ချောင်တဲ့သဘောတရားမျိုးလည်းဖြစ်တယ်အဲ့တော့အဲ့နက်လေးတွေကိုပိုင်အောင်ကြက်ပေးပါတိတ်ချလေးပြန်စစ်ပေးပါโอเคအဲ့ဆိုလို့ရှိရင်เนาะဒီ hollow ဆောင်ကတော့ဒါမျိုးဆွဲထုတ်လိုက်အောင်ပါပဲဒီမှာရင်ဒါမျိုးလေးကိုလိုလေးဆွဲထုတ်လိုက်အောင်ပါပဲဒါပါပဲ hollow ဆောင်ကတော့အရန်လွယ်ပါတယ်ကျွန်တော်နောက်တစ်ခုထပ်ကြံခဲ့တာတော့ဒီ hollow ဆောင်ဖြုတ်တဲ့ပစ္စည်းပေါ့နော်ဒီကောင်လေးလိုတာပါဒီကောင်လေးကခုနဗီဒီယိုထဲမှာပထမဆုံးလိုရတဲ့ပစ္စည်းတွေထဲမှာဒီကောင်လေးမပါသွားဘူးပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီ frame fork ကိုကျွန်တော်ဖြုတ်လို့ပြီးသွားပြီပေါ့နော်အဲ့ဆိုတော့ frame fork အသစ်ကိုပြန်ပြီးတော့ဆင်မယ်ကျွန်တော်ကပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ trailer တက်မယ်အဲ့ဒီဒီ gear ကိုကျွန်တော်တက်မတက်ပါနော်တော့တက်မတက်ကျွန်တော်ကြည့်ကြည့်ရမယ်
ဒီဘက်မှာဆိုဟိုဘက်နည်းနည်းလေးအစွန်းလေးနည်းနည်းထွက်နေနော်စမုတ်နဲ့ဒီမှာနည်းနည်းလေးတိုက်နေတာအဲ့ဆိုလို့ရှိရင်ဒီရဲ့ adjust လေးကိုနည်းနည်းလှည့်ရမယ်လွတ်သွားပြီလွတ်သွားရပါပြီကျွန်တော်တို့ဒီစုံတက်မယ်ပေါ့နော်စုံမှာဒီမှာright နဲ့ left နဲ့ရေးရတယ်ဒါတော့ဘယ်ဘက်တော့ညာဘက် okay အဲ့ဆိုရင်ဒီကောင်ကညာဘက်ကအရစ်ပြောင်းမြန်နော်စပိန်တိုင်းပါပဲညာဘက်ကအရစ်ပြောင်းမြန်ဒီဝင်ရိုးလေးကိုကျွန်တော်စီးတုံးမယ်တော့ပြီးရင်ဒီရှေ့ဂီယာချိန်နဲ့အောင်တက်မယ်โอเคကျွန်တော်ဒီမှာခုနကကျွန်တော်ထည့်မယ်ဆိုရင်ချိန်ဆက်ပေါ့နော်10ချက်ချိန်ဆက်အကောင်လေးထည့်မယ်အဲ့လိုပဲကျွန်တော်တို့ခုနကဗီဒီယိုဘာလို့ပြတ်သွားလဲဆိုတော့ခုနအနောက်ပိုင်းကဗီဒီယိုတွေကတော့မရှိတော့ဘူးเนาะဘာလို့မရှိတော့လဲဆိုတော့ဟိုဆိုင်မှာစက်ပိန်လာဝယ်တဲ့ဟာဆင်မင်းနေတဲ့အတွက်အဲ့ဗီဒီယိုလေးနဲ့ပြတ်သွားတယ်ဒါပေမဲ့ခုနလုံနေတဲ့နေရာလုံးလက်စားနေကျွန်တော်စလုပ်ဝင်မယ်ကျွန်တော်တို့ဒီ break ချိန်မယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုလက်လေးတစ်ဖက်နဲ့ဒီလိုဆွဲညှစ်ထားလိုက်ညှစ်ပြီးသွားလို့ရှိရင်ကျိုးလေးတင်းလာတဲ့ခါကျရင်ဒီကောင်လေးကိုဆွဲချက်လိုက်ပါเนาะဒါပါပဲဒီကောင်လေးနည်းနည်းတော့ပိုင်အောင်ချက်ပါ okay အဲ့ဆိုလို့ရှိရင် break လေးကဒီလိုတော့မှားနေဘာမှနေလဲဆိုတော့ဒီဘက်မှာပြမယ်ဒီဘက်ကအကွာဝေးကအရမ်းများနေတယ်เนาะဒီဘက်အကွာဝေးကကတ်နေတယ်မကြည့်ဒီလိုညှိလိုက်လို့ရှိရင်အကွာဝေးကတစ်ချက်မှမကတ်ဘူးဆိုတော့အဲ့ကောင်ကိုချိန်မှုတော့ကတော့ဒီအနောက်ထဲကိုနောက်ထဲကနက်ကိုရှော့တင်လောက်အောင်နော်နောက်ထဲကနက်လေးကိုရှော့လိုက်ရှော့ပူပိုင်းရင်ကျွန်တော်တို့ဒီမှာလက်လေးနဲ့လုံးဝစနတက်တက်လေးထားလိုက်နော်ထားပြီးတော့တင်ချက်လိုက်တော့ကြက်တဲ့အချိန်မှာလဲဟိုဘက်အချင်းကိုကတ်ဝါတက်တယ်အဲ့ဒါလက်လေးနဲ့ထိန်းတာပေါ့နော်โอเคအဲ့ဆိုလို့ရှိရင် break တွေက short ယူနေသွားပြီပေါ့နော်သူကနောက်တစ်ချက်ကကျွန်တော်တို့တစ်စီးနဲ့တစ်စီးပြောင်းတတ်မယ်ဆိုလို့ရှိရင်ဒီတုံးတွေလည်းချိန်ရမယ်နော်တုံးတွေကဒီမှာဒီကောင်ဆိုလို့ရှိရင်ဒါတော့ကွက်တီရောဖြစ်တယ်ဒါပေမဲ့တိတ်တော့တီးကြတာမဖြစ်သေးဘူးအဲဆိုလို့ရှိရင်ဒီ egg လေးနဲ့တုံးကိုဒီဂွေရဲ့အလေတက်တဲ့ရောက်ထားရမယ်တုံးတွေကစောင်းနေလို့ရှိရင်ဒီဂွေရဲ့တက်တန်းခဏလေးနဲ့ကုန်တယ်ပေါ့နော်အဲ့တော့မကောင်းဘူးအဲ့တော့တုံးတွေပါနောက်ဆုံးချိန်ပေးပါပြီးရင်ကျွန်တော်တို့ဒီကောင်မှာတော့ဂီယာချိန်မဲ့အဆင့်ရောက်လာပြီနော်ကျန်တဲ့ဟာတွေတော့အကုန်တက်ပြီးသွားပြီဂီယာချိန်မဲ့အဆင့်ရောက်ပြီဆိုတော့ဒီအနောက်ဂီယာကိုချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုတ်ကျိုးခလုတ်ကိုဟိုးအောက်ဆုံးကြီးချတာမယ်နော်အောက်ဆုံးကြီးချတာမယ်ပြီးသွားရင်ဒီကျိုးဒီလေးကိုတက်မယ်ပြီးရင်ဒီကောင်လေးကိုတော့ရှော့တာပေါ့နော်မတက်သေးရင်ဒီကောင်ကိုအရင်ရှော့တာဒီရှော့ပွားရတဲ့ဒီကောင်ကျင်တယ်ကျိုးလေးတင်းတင်းလေးဆွဲတာနော်တစ်ဖက်ကကျိုးကနဲ့ရော့နေသေးတယ်ဆိုတော့ထုံးစံတိုင်းပြန်တင်းမယ်โอเคနည်းနည်းတင်းသွားရဆိုရင်နေထားကြရင်ရပါမယ်ဒါဆိုလို့ချင်းအပေါ်ဆုံးစနစ်မတက်သေးဘူးเนาะလွတ်တက်သွားပြီအဲ့ဆိုလို့ရှိရင်ဒီရဲ့ adjust လေးကိုနည်းနည်းလေးပြန်လျှော့မယ်ပြန်လျှော့မယ်โอเคအဲ့ဒါပြန်ချကြည့်တဲ့ကောင်မှာပုံမှန်ဆိုလို့ရှိရင်တော့ဒီကျိုးတွေရော့နေတာများတယ်โอเคဒီမှာလည်းရော့သွားပြီဆိုတဲ့အခါကျရင်ဒီကျိုးတွေလုံးဝပြန်လျှော့လိုက်ပြီးတော့နောက်တစ်ခါကျိုးကိုပြန်တင်းမယ်โอเคဒီမှာဆိုတော်တော်အီးကြပါပြီနော်ဆိုတော့ခုနကနောက်ကိုပြန်လျှော့မယ်ပြန်လျှော့ပြီးကျိုးပြန်တင်မယ်โอเคအဲ့ဆိုရင်ဒီကောင်လည်းနည်းနည်းလေးပြန်တင်ပေးလိုက်ပါနော်โอเคအဲ့ဒါရပြီ
နည်းနည်းကြော့တယ်ခံရရတယ်အဲ့ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီတက်တက်ရကြည့်မယ်ဆိုလို့ရှိရင်အောက်ကဘိန်းလုံးရဲ့အကွာဝေးကဒီဘက်ချန်နည်းနည်းရောက်နေဒီဘိန်းလုံးရဲ့အကွာဝေးဒီဘက်ချန်နည်းနည်းရောက်ဒရီလာနဲ့လုံးဝမတန်းနေဘူးပေါ့နော်မတန်းနေဘူးဆိုလို့ရှိရင်ဒီနက်လေးကိုနည်းနည်းလေးတင်းပေးရမယ်တဖြည်းဖြည်းတန်းသွားပြီပေါ့နော်โอเคရဆိုလို့ရှိရင်တော့ဒီ shifting ကလုံးဝအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ပြီးသွားပါပြီโอเคအဲ့ဆိုရင်ရှေ့ကြီးအောင်ကျွန်တော်စဉ်းစားမယ်အဲ့ဆိုကျွန်တော်ပြန်တင်ကြည့်မယ်โอเคပြန်ရမယ်ပြန်တင်မယ်ပြန်ရမယ်ပြန်တင်မယ်ပြန်ရမယ်ပြန်တင်မယ်โอเคအဲ့ဆိုရင်အဆင်ပြေပါပြီဗောနော်ဂီယာချင်းနေအကုန်လုံးအဆင်ပြေပါပြီโอเคအဲ့ဆိုလို့ရှိရင်နောက်ဆုံးကျွန်တော်တို့ file နဲ့ဒီကြိုးသီးလေးတွေကိုလိုက်ပိတ်မယ်ဒီကြိုးသီးလေးတွေကိုဖြတ်မယ်ကြိုးကိုဖြတ်မယ်ကြိုးသီးလိုက်ပိတ်မယ်โอเคဒီကောင်ဒီလောက်နည်းနည်းတော့ခွာဖြတ်ပါတော့โอเคဒီကောင်ကျွန်တော်ထိတ်ပိတ်လေးနဲ့ပိတ်မယ်โอเคဒီကောင်ဘာလို့ပိတ်ရလဲဆိုတော့ကျွန်တော်တို့ဘိန်းလေးကိုလက်ကင်လေးနဲ့ရှိုးမယ်ပေါ့နော်လက်ကင်ကဘယ်လိုနေလဲဘာညာဟုတ်လက်ကင်တဲ့လားဟုတ်ဘာညာချက်ရှိုးမယ်โอเคလက်ကင်လည်းတဲ့ပါတယ်အဲ့ဒါကျွန်တော်စမ်းစီးကြည့်ဖို့ပဲကျွန်တော်မှာ